စီထားကောင်းသူပုံမြင်တခါတုန်းကညမကျေးလက်ရွာလေးဒီရွာမှာကိုရှိုင်းဆိုတဲ့လူငယ်လေးတစ်ယောက်နေထိုင်ခဲ့ပါတယ်ကိုရှိုင်းကမချမ်းသာဘူးအလုပ်လဲခက်ခဲပင်ပန်းပေမဲ့စိတ်ထားကောင်းပြီးလူတိုင်းကိုကူညီခြင်းစိတ်ရှိသူဖြစ်ပါတယ်မနက်တိုင်းကိုရှိုင်းဟာလေကွင်းဘက်ကိုသွားရင်လမ်းမှာတွေ့ရဲ့အဖိုးကိုအဖွားအိုတွေကိုကူညီတတ်တယ်လို့ကလေးငယ်တွေကိုလည်းစကားပြောပြီးချော့တတ်ပါတယ်။သူ့မှာအများကြီးမရှိပေမဲ့ရှိတာကိုဝေမျှပေးတတ်သူပါ။တနေ့မှာကိုရှိုင်းဟာမိုးရွာပြီးချိန်လမ်းပြီးမှာခရီးသွားအဖိုးအိုတယောက်လဲနေတာကိုတွေ့လိုက်ပါတယ်။လူတချို့ကမိုးရွာနေလို့မကြည့်မိကြပဲလမ်းဆက်လျှောက်သွားကြပေမဲ့ကိုရှိုင်းကတော့မထားခဲ့ပါဘူး။အဖိုးကြီးဘာထစ်ကြလဲလူမေးပြီးအဖိုးကိုထောက်ပြီးကို့အိမ်လေးစီခေါ်သွားခဲ့ပါတယ်။အိမ်ရောက်တော့ကိုရှိုင်းကမိခင်နဲ့အတူအဝတ်လဲပြီးရေနွေးပူပူတောက်စီထမင်းနဲ့လုတ်ကျွေးလိုက်ပါတယ်။အဖိုးအိုကအယမ်းစိတ်လှုပ်ရှားပြီးပြောလိုက်ပါတယ်။လူငယ်ကြီးမင်းကစိတ်ထားကောင်းလွန်းလို့နောက်တစ်နေ့မှာကောင်းကြီးရလိမ့်မယ်။ကိုရှိုင်းကတော့ပြန်ပြောလိုက်ပါတယ်။ကူညီနိုင်ရင်ကူညီတာပဲအဖိုးရဲ့ဘာမှမလိုပါဘူး။နောက်နေ့မနက်မှာအဖိုးကထွက်ခွာသွားပြီးမောင်လင်းကလဲကွင်းသွားတဲ့အခါရွာတကြီးကခေါ်တွေ့လိုက်ပါတယ်။ရွာတကြီးကပြောပါတယ်။ကိုရှိုင်းမင်းရဲ့စိတ်ထားကောင်းမှုကိုလူတိုင်းပြောနေကြတယ်။ဒါကြောင့်ရွာအလုပ်အကုန်တစ်ခုမင်းကိုတာဝန်ပေးခြင်းနဲ့ဒီလိုနဲ့ကိုရှိုင်းဟာအလုပ်ကောင်းရပြီးမိသားစုကိုကူညီနိုင်လာပါတယ်။ဒါပေမဲ့သူ့စိတ်ထားကတော့မပြောင်းလဲပါဘူး။အောင်မြင်လာတဲ့အချိန်မှာတောင်လူတွေကိုဆက်ပြီးကူညီနေသေးပါပဲ။အချိန်ကြာလာတော့ကိုရှိုင်းဟာရွာလုံးချို့လေးစားရတဲ့လူကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ကလေးတို့ရေပုံမြင်တဲ့သင်ခန်းစာမှာတော့စိတ်ထားကောင်းမှုဟာချက်ချင်းအကျိုးမပေါ်နိုင်ပေမဲ့အချိန်တစ်ခုရောက်လာရင်တေချာပေါက်ကောင်းကြီးအထစ်ပြန်လာတတ်တယ်နော်။